ပါတာပေါ့အဲ့ဒါလေးဒီမှာပို့ပါစမ်းကြည့်ပါတော့ ဟာမစားဘူးတော့ရပြီလားတဲ့မပြောနေရပြီလားဘယ်အညာကဒီမှာပြဟိုဒီတိတိလေးကိုပြရပေါ်မှာမသိဘူးပြအဲ့စီရမလို့ ဟယ်လိုမင်္ဂလာပါဘယ်ရောက်နေရလို့ချင်ပါလဲအောင်ရောက်နေပါတယ်ဟုတ်တယ်ဒါတော့မြေဘူးဒီလောက်တိတိလေးကိုအရင်ကောင်းတယ်လို့ပြောတယ်အခုစားကြည့်မလို့ပါ ဟာပုံတူရင် အခုဖက်ရာသီရောက်ရောက်နေရပါဘယ်မှမလဲသေးပါဘူးလို့ဒီနေ့အကျိုးပါမလဲပဲတည်းမှကြောက်မယ်လို့ဒါအကြိုက်ဆုံးစားတာရတခုပေါ့နော်ဒီအသေးမြေမနေနိုင်ဘူးဘယ်နေရာရောက်ဝင်ပြီးတော့အသေးတန်စားရတယ်အစားစားဒီလိုတိတ်မပြရဘူးကနေရန်ကုန်ကနေလက်မောင်မှာဆိုနေတကယ်အဲ့ဆိုစီပဲမလားပြီးတဲ့စီပဲဒါဝယ်ရောင်းနေသူတွေပြီးတဲ့စီစိတ်ကြရန်ကုန်တော်မှာချင်း